はい、皆さん、こんばんは。アキコです。အားလုံးမင်္ဂလာပါကျွန်တော်တို့အကီကိုပဲဖြစ်ပါတယ် graduate M4 ခွင့်မာရီကိုပြန်တွေ့ကြရဆိုရင် part 1 part 2ပြီးသွားပြီပေါ့နော်အခု video part 3ကိုရောက်လာပါပြီ okay so ပဲချူ part 3မှာဆိုရင်ဘာလေးကိုပြန်တွေ့ပေးမလဲဆိုရင်ပထမဆုံးနှိပ်ပေးမှာက public ရဲ့ရဲ့ night ဆိုရင်တော့နားပြောပေးရမယ် now ဆိုရင်တော့ not ကတ်လိုက်တဲ့ grammar pattern တွေပြောရအောင်နော် back ဆိုရင် plain form EAGT နာ EAGT ဆိုရင်နားပြောပေးရမယ် now ဆိုရင် not ကတ်လိုက်တဲ့ grammar pattern တွေကဘာတွေလဲဆိုရင်ဘာအိဝဟာစုですရောですဆိုရဲ grammar ၃မျိုးဟုတ်ဘာအိဝဘာအိဝဆိုတာကကျတော့ဘာလဲဆိုရင်အချိန်အခါပေါ့နော်သူကကြောက်ဘယ်လိုချိန်မှာသုံးလဲဆိုရင်မဖြစ်သေးဒါမဖြစ်သေးတဲ့အချိန်တွေဒါမှမဟုတ်ဖြစ်နေကြမဟုတ်တဲ့အချိန်တွေမှာဆိုရင်ဘာအိဝကိုသုံးလို့ရတယ်ဆိုတော့တူခီနဲ့ကွာပါနော်တူခီနဲ့ကကြတော့ဘာကွာလဲဆိုလို့ရှိရင်ကျတော့တူခီကလည်းအချိန်အခါပဲဒါပေမဲ့တူခီကကြတော့ဘယ်လိုချိန်နေဘယ်လိုခါမှာပဲသုံးလို့ရတယ်ဒီဘာဝါကကြတော့မဖြစ်သေးတာကြီးဖြစ်နေကြမဟုတ်တဲ့အချိန်တွေမှာသုံးတယ်ဥပမာဆိုပါစို့ပြောခိဟုတ်နော်ပြောခိတော့ဘာဝါပြောခိတော့ဘာကမင်းပြောခိတော့ဘာဝါခိုပြောအင်းဟဲ့အကီမတ်အကီတိုက်ですဟုတ်ပြီနော်အဲ့နော်ပြောဟင်းအကေပါကမင်းအဲ့တော့ဒီဥပမာအနေနဲ့ဆိုလို့ရှိရင်တဲ့ဘယ်လိုသုံးမလဲဟုတ်ပြီနော်ဥပမာအနေနဲ့သုံးမယ်ဆိုလို့ရှိရင်ဘာသုံးလဲဆိုလို့ရှိရင်တဲ့ပြောရင်ဟုတ်ပြီနော်ပြောခိဆိုရယ်ယောဂဆိုရင်ပြောပြောနော်私ဥပမာအနေနဲ့ဆိုလို့ရှိရင်ဥပမာပြောခိတော့ဘာရောပြောရင်အခိတာရီယောဂဖြစ်တဲ့အခါမှာစေုံသွားခြင်းတယ်နော်စေုံသွားခြင်းတယ်ဆိုတော့ယောဂဖြစ်ပြီလားဆိုရင်မဖြစ်သေးဘူးဒါကြောင့်ဖြစ်နေတဲ့အခြေအနေမှာသူဖြစ်ခဲ့လို့ရှိရင်ဒါစေုံသွားခြင်းတယ်ဆိုပြီးကြိုပြောတဲ့အခါမှာတုံးတယ်ဘာအိုအချိန်အခါဟောကစား Hazudes ကကြတော့မှားတေးကြတယ်100%အဲ့ရှင်းမတက်ရှိတစ်ခေါက်ပြောပြဘူးတည်တယ်Hazudes ဒီ100%သူပြတိတ်ပြီးတော့မတေးကြဘူးဆိုလို့ရှိရင် dash shot လုံးဝမတေးကြဘူးဆိုရင်ခမိုရှိတယ်မှာဆန်ဆိုဒီကျရင်ပြန်မရှင်းတော့နော်နောက်တစ်ခု Yodes ကကြတော့တလူပဲဆိုတဲ့ပဲ net တူတယ်တလူပဲအချိန်မျိုးပေါ်ပြရင်တော့ဟာမိုးရွာမှာ net တူတယ်ဟာနေပူအိုက်ဆက်နေတလူပဲဒါမျိုးနဲ့ပြောချင်နော် Yodes ကိုတော့ပါတယ်တဲ့ရမယ်လို့ထင်ပါတယ်နော် okay အဲ့ဆိုရင်နောက်ဆုံးဒီကတော့အခြား grammar pattern တွေဆိုတာကြတော့လေဆိုတော့လုံးဝစုလို့မရဘူးပေါ့နော်တခွင်းစီကွဲထွင်တဲ့ grammar pattern တွေဖြစ်ပါတယ်အဲ့ရဘာလဲဆိုရင်နောက်ဆုံး number 1အနေနဲ့ကဆိုယောနီဆိုတဲ့ grammar pattern ဘယ်နှခုရှိလဲဆိုရင် N4 မှာသင်ရတာကယောနီနာလီမာစတာယောနီရှိတေမယောနီရှိတေကရာဆာပြောရနော်ယောနီနာလီမာစတာယောနီရှိတေမယောနီရှိတေကရာဆာဆိုတော့ယောနီကကြောင့်ကိစ္စတစ်ခုကိုဖြစ်အောင်ဖြစ်စေရန်ဖြစ်စေဖို့ဆိုတဲ့အဓိပ္ပာယ်ပေါ့ယောနီဆိုရင်ကိစ္စတစ်ခုဖြစ်အောင်ဖြစ်စေရန်ဖြစ်စေဖို့ကိစ္စတစ်ခုဖြစ်လာခဲ့တယ်လို့ပြောချင်တယ်ဆိုရင်တော့ကိစ္စတစ်ခုချင်းတစ်ခုနဲ့တစ်ခုကိုပြောင်းလဲပြီးတော့ဖြစ်လာခဲ့တယ်ဆိုရင်ယောနီနာလီမာစတာအခါတစ်ခုကိုဖြစ်အောင်လုပ်မယ်လို့ကိုယ်စိတ်ကနေဆုံးဖြတ်လိုက်တယ်ဆိုရင်ယောနီရှိတေမတ်တရားရောက်ကကိုယ်ဖြစ်အောင်လုပ်ပါဒါမှမဟုတ်တရားရောက်ကိုဖြစ်အောင်လုပ်ပါဆိုပြီးကိုယ်ကပြောချင်တယ်ဆိုရင်တော့ယောနီရှိတေကရာဆာโอเคနော်ယောနီနာလီမှာ start ယောနီရှိတယ်မှာယောနီရှိတယ်ကရာဆာသူရဲ့ရှိမှလိုက်တဲ့ conjunction ဆက်စုပ်ကူတွေကဘာလဲဆိုရင်ယောနီနဲ့ယောနီနာလီမှာ start ရှိမှဆိုရင်တော့ back ခါလို့ကေ back dictionary back 9ပေါ့နော်ဒီယောနီရှိတယ်မှာနဲ့ယောနီရှိတယ်ကရာဆာဆိုရင်တော့ back dictionary နဲ့ back 9နဲ့ပဲလိုက်တယ်တဲ့ရမယ်လို့ထင်တယ်နော်အဲ့ဒါကိစ္စတစ်ခုဖြစ်အောင်ဖြစ်ဖို့အတွက်လုပ်မယ်ဆိုရင်ယောနီအခြေအနေတစ်ခုမှတစ်ခုကိုပြောင်းလဲခဲ့တယ်ဟုတ်ပြီနော်အခြေအနေတစ်ခုနဲ့တစ်ခုပြောင်းလဲခဲ့တယ်ဆိုရင်ယောနီနာလီမာစတာတစ်ခုကိုဖြစ်အောင်လုပ်တယ်ဆိုရင်ယောနီရှိတေမတ်ဖြစ်အောင်လုပ်ပါလို့ပြောချင်တယ်ဆိုရင်တော့ယောနီရှိတေခရာဆာဒါက M4 မှာသင်ရတဲ့ယောနီနဲ့ပတ်သက်တဲ့၄မျိုးဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်နော်နောက်တစ်ခု grammar တစ်ခုက M4 မှာသင်ရတဲ့ back ကို mass ဖြုတ်တဲ့ pattern တွေကဘာလဲဆိုရင်နာဂါရာယာဇွီဒက်နီကွီဒက်ဘက်ကို mass ပြုတ်နာကာရာပေါင်းရင်းနဲ့ရင်းလေအလုံးတစ်ခုဒီပိုင်းတစ်ထည့်လုံးရင်တုံးတယ်ဒါတော့သိပြီးသားချွေးနဲ့တချင်းဆိုရယ်ထမင်းဆိုင်နဲ့ဖုံးကြည့်ဒါမျိုးအလုံးတစ်ခုဒီပိုင်းနဲ့တုံးတဲ့ရင်းနဲ့ရင်းလေဆိုလို့ရှိရင်တော့နာကာရာကိစ္စတစ်ခုခုကလုံးရလွယ်တယ်လို့ပြောချင်ရင်ဘက်ကို mass ပြုတ်ယာ sweet ပါဒါလေးကသွားရလွယ်တယ်ရေးရလွယ်တယ်ဖက်ရလွယ်ဆိုရင်ဘက်ကို mass ပြုတ်ယာ sweet ပါလုံးရခက်တယ်လို့ပြောချင်တယ်ဆိုရင်တော့ဘက်ကို mass ပြုတ် liquid ပါဟုတ်နော်လုံးရခက်တယ်လို့ပြောချင်ဘက်ကို mass ပြုတ် liquid ပါရမယ်ထင်နော်အဲ့ဒါ
ဘတ်ဆိုရင် mass ဖြုတ် EAGG ဆိုရင် E ဖြုတ် NAGG ဆိုရင်နားဖြုတ်တဲ့ grammar pattern ကနှစ်ခုရှိရဘာနဲ့ဘာနဲ့ဆိုရင် sukimas နဲ့ so တဲ့စနစ်နဲ့sukima အကုန်ဖြုတ်ပေါ့ဘတ်ဆိုရင် mass ဖြုတ် EAGG E ဖြုတ် NAGG နားဖြုတ်အကုန်ဖြုတ်ပြီးတော့ sukimas ပေါင်းဆိုရင်ကြော်လွန်သူလွန်သွားသည်ကိစ္စတစ်ခုခုကကြော်လွန်သည်လွန်သွားသည်လို့ပြောခြင်း sukimas ဆိုတဲ့ကတော့မဲ့ပုံပဲအကုန်ဖြုတ်တာဖြစ်တဲ့အတွက်အမြင်ဆိုးဖြစ်တယ်အမြင်ဆိုးဆိုအကုန်ဖြုတ်အကြားဆိုးဆိုအကုန် plain ဒီ M4 မှာတော့ကတော့ M4 မှာတော့ဆိုးနှစ်ဆိုးရှိတယ်ဟုတ်နော် M4 မှာတော့ဆိုးနှစ်ဆိုးရှိတယ်အမြင်ဆိုးနဲ့အကြားဆိုးနဲ့ဟုတ်ဘူးနော်အမြင်ဆိုးနဲ့အကြားဆိုးနဲ့ဆိုပြီးနှစ်မျိုးရှိအမြင်ဆိုးဆိုအကုန်ဖြုတ်အကြားဆိုးဆိုအကုန်ဖြုတ်ဒီဒါကမဲပုံပဲကအကုန်ဖြုတ်တာဖြစ်တဲ့အတွက်အမြင်ဆိုးဟုတ်ဘူးနော်မျက်စိရှိမှမြင်တွေ့ရရကိုခံမှန်းပြီးတော့ဖြစ်တဲ့အတွက်ဒီအမြင်ဆိုးပဲအေးဆိုရင်တော့ယောစာဆိုတဲ့ကိုပြောင်းပေးရတယ်။နိုင်မှာဆိုရင်တော့နာစာဆိုတဲ့ပေါ့နော်။ဒီနောက်တစ်ခု bad play EAGT play နာ EAGT လဲ plain form အနောင် plain ဆိုအကုန်လုံး plain ပေါ့။ plain ဆိုတဲ့ဆိုရင်မဲ့ပုံပဲဒါဒီပါလဲဆိုရင်အကြာဆို။ညီကတခုလူတယောက်စီကနေတခုကြားလိုက်ခါမှာသုံးတယ်။အဲ့ဆိုတော့တချို့အမြင်ဆိုးနဲ့အကြာဆိုနဲ့အလွယ်မှတ်ထားတယ်။အမြင်ဆိုးဆိုအကုန်ဖြုတ်အကြာဆိုဆိုအကုန် plain ဆိုပြီးမှတ်ထားတယ်။အမြင်ဆိုးဆိုအကုန်ဖြုတ်အကြာဆိုဆိုအကုန် plain Okay now plus ရှိက now plus ရှိကဆိုတာကကြတော့ now မှလွယ်ရတွေ့နောက်မှာ minus ပဲလိုက်တယ် now plus တာခဲဆိုတာက now တာရင်တွေ့နောက်မှာ plus ပဲလိုက်တယ်သူတို့နှစ်ခုကတော့ဆိုလိုရင်းအဓိပ္ပာယ်ကအတူတူပဲနောက်မှလိုက်တဲ့ possession ပဲ꿰သွားတယ်ဆိုပါစို့ဥပမာဝါတာစီဝဆိုပါစို့ရှိပြပါမယ်ဝါတာစီဝမာဤဘန်ညာတိုင်း view new view new တာခဲ view new တာခဲ nomimas ကျွန်တော်ဒီညာတိုင်းနွားနှုတ်တာလျင်တောက်တယ်ဒီမှာဒါခဲကိုသုံးတာဖြစ်တဲ့ nomimas ပဲနွားနှုတ်တောက်တယ်ဝါတာရှိကိုရှိကကိုသုံးမယ်ဆိုရင်ဝါတာဝါတာရှိဝါတာရှိကျွန်တော်ကမာဤပင်ဟုတ်ပြီနော်ညာတိုင်းဒီယူနီရှိက no ဟုတ်ပြီနော်ဒီနီရှိက no မနိုင်တော့ကျွန်တော်ကညာရင်နွားနှုတ်မှပဲရွေးမတောက်ဘူးဒါခဲကိုသုံးမယ်ဆိုရင်ကြတော့တက်ရှိလို့ဒါခဲကိုသုံးမယ်ဆိုရင်ကြတော့ကျွန်တော်ဒီညာတိုင်းနွားနှုတ်မှနွားနှုတ်တာရင်တောက်တယ်ရှီကာကိုသုံးမယ်ဆိုရင်ကျွန်တော်ဒီညာတိုင်းနွားနှုတ်မှလွယ်ရွေးမတောက်ဘူးဆိုတော့အတိတ်တွေကသူဒီညာတိုင်းကိုနွားနှုတ်တောက်တယ်ဆိုတာကိုပြောချင်တာဒါပေမဲ့ဒါခဲဖြစ်တဲ့အတွက်နောက်က plus no mima စလိုက်တယ်ရှီကာဖြစ်တဲ့အတွက် no mima ဆန်လိုက် no mima ဆန်တဲ့ no မနိုင်လိုက်ဒါပဲအတူတူပဲရမလားဟုတ်ပြီနော်အခုနောက်တစ်ခုနောင်မှု play ရှိနောင်မှု play ရှိဆိုတာက play ရှိ play ရှိကိုပြောတာပေါ့နော်တလို့ပေါ့နောင်လည်းပဲတလို့နောင်လည်းပဲတလို့ဆိုတဲ့ကျွန်တော်ကသမင်းလည်းပဲစားတယ်ရေလည်းပဲတောက်တယ်လို့ဒါမျိုးပြောတာပေါ့နော်တခုခုလုပ်တယ်ပေါ့နော်ကျွန်တော်ကဂျပန်စာလေးပဲလေ့လာတယ်လို့အင်္ဂလိပ်စာလေးပဲလေ့လာတယ်လို့တနေ့ကိုပတ်နိုင်လောက်လေ့လာဖြစ်နေပါတယ်ဒါမျိုးပေါ့နော်တလို့နဲ့ပြောရင်နောင်မှု play ရှိနောင်မှု play ရှိနောက်ထပ်ဒီ pattern တွေချက်ထားမှတခုရှိရပါလဲဆိုရင် noun တဲ့ noun က verb master အဲ့ဒါပါ1 video မှာနားမတစ်ခါပြောခဲ့တယ် noun ကြောင့် noun ကဖြစ်ခဲ့ရတယ်ဆိုတဲ့ pattern ပေါ့နော်မကောင်းတဲ့ညမှာသုံးတာများတယ်နော်နောက်တစ်ခု ukemike မှာဆိုရင် noun 1 noun 2 ni bad ukemike ဒါချက်ထားတယ်နော် noun 1 noun 2 ni bad ukemike noun 1ဒီ noun ထက်မှ bad လုပ်ချင်းခံရသည် noun 1မှာ noun 2 ni noun 3ကို bad ukemike noun 1ဒီ noun 3ထက်မှ noun 3ကိုလုပ်ချင်းခံရသည်ဥမာကျွန်တော်ဒီဆရာထံမှချီကျူးချင်းခံရသည်ဟုတ်ပြီနော်တခိုးဒီကျွန်တော်ထံမှစပိန်ကိုခိုးယူသွားသည်တခိုးဒီကျွန်တော်ထံမှစပိန်ကိုခိုးယူသွားသည်တခိုးထံမှစပိန်ခိုးယူခြင်းခံရသည်ဟုတ်နော်ဒါမျိုးသုံးခြင်းလည်းသုံးရဥမာအဲ့ဆိုဒီ pattern ချက်ထားတင်တယ်နော် noun 1 noun 2 ni ba ukemike noun 1 noun 2 ni noun ba ukemike ဆိုတာကိုချက်ထားတင်ပါတယ်နောက်က noun ဘာကာလီnoun ဘာကာလီဆိုလို့ရှိရင်じゃ noun ကြီးပဲတဲ့တခုခုကိုအမြဲလုပ်နေတဲ့အခါမှာသုံးနေတဲ့ဆိုတော့私တို့ဒီ M4 မှာသင်ခဲ့ရတဲ့ဘာကာလီတုံးကကြတော့နောင်မဟုတ်ဘက်တာဘာကာလီဘက်လုတ်ပြီးကစားကြာသွားတာကိုမကြာသေးတာကိုသုံးလို့ရဆိုတင်ရဟုတ်ပြီနော်ဘတ်တဲမဟုတ်ပဲဘတ်တာမဟုတ်ပဲနဲ့နောင်မဲလိုက်မယ်ဆိုရင်နောင်ကြည့်ပဲအမြဲလုံးမုစကိုကမိုင်းကြီးဂဲမှုဘာကာလီရှိတယ်ယူတားလေးကနေတိုင်းဂိမ်းကြည့်ပဲကစားနေတခုခုကြည့်ပဲအမြဲဆွဲလုံးနေဆိုရင်နောင်ဘလက်ဘာကာလီနောင်နေရှိမှာနောင်နေရှိမှာဆိုတာနောင်ကိုလုပ်တယ်ဘယ်လိုလုပ်လဲဆိုရင်ဆုံးဖြတ်ပြီးလုပ်တယ်ပုံမှန်အပြင်私တို့သိခဲ့ရသည်နောင်အိုရှိမှာစက်ကာအိုရှိမှာစပေါ်လုံးကန်သည်ရက်ကျူအိုရှိမှာစပေးပေါ်ကစားသည်
အဲ့မျိုးကို私はအိုကိုမသုံးဘဲနဲ့နိကိုသုံးမယ်ဆိုရင်ဒါဒီဆုံးဖြတ်တာこんばんは魚料理にしますဒါဒီနေ့ငါဟင်းချက်မယ်ဆိုပြီးတော့သူဆုံးဖြတ်လိုက်တာသူဒီနေ့ငါဟင်းပဲချက်မယ်ဆိုတဲ့ပုံစံမျိုးနောင်にしますကိုသုံးမယ်ဆိုရင်ဒါဆုံးဖြတ်ပြီးလုပ်တာโอเคဆိုတော့ adjective တွေကိုဖြစ်အောင်လုပ်မယ်ကျွန်တော်ဒီနေ့ဝအောင်လုပ်မယ်ပိန်အောင်လုပ်မယ်ကျွန်တော်အရက်ရှည်အောင်လုပ်မယ်အရက်ပူအောင်လုပ်မယ်ဟုတ်ပြီနော်အရက်ပူအောင်လုပ်တော့မဟုတ်ဘူးနော်အဲ့လိုလုပ်မယ်လို့ပြောချင်တယ်ဆိုရင်တော့ adjective ဆိုရင်တော့ e ကိုပြောခုရှိます adjective ဆိုရင်နောက်ကိုပြောにရှိますတခုခုဖြစ်အောင်လုပ်မယ်ဟုတ်ပြီနော်โอเคနောက် grammar pattern တွေကပါလဲဆိုရင် bad dictionary ဆိုရင် not noun ဆိုရင်ni bad dictionary ဆိုရင် not ni noun ဆိုရင် ni အတွက်ဖို့ပြုလုပ်ဖို့ရည်ရွယ်ချက်တွေကိုဖော်ပြတဲ့အခါမှာသုံးတယ်ဟုတ်နော်bad dictionary ဆိုရင် not ni noun ဆိုရင် ni ပြုလုပ်ဖို့ရည်ရွယ်ချက်တစ်ခုကိုဖော်ပြရဲဆိုလို့ရှိရင်သုံးတယ်ပြောနော် bad dictionary ဆိုရင် not ni noun ဆို ni ဆိုရင်အတွက်ဆိုတာကို unfold မှာကနည်းနည်းသင်ရတာပေါ့နော်comment နဲ့ not ni ဒီမှာကလေအတွက်ကိုအရင်ပြောခင်ဒီ not ni ကိုအရင်ပြော bad dictionary not ni ကဘာနဲ့မှားရလဲဆိုရင်လျှက်နဲ့လေညှော်လင်းချက်နဲ့လွဲသူ့ရဲ့နောက်မှာမကောင်းတာပဲလိုက်တာနဲ့မှားတယ်ဒီမှာအဲ့လိုမဟုတ်နော် bad dictionary not ni ကကြောင့်အတွက်နောက်ဆိုရင်ဒီအတွက်ဘယ်လိုသုံးလို့ရလဲဆိုရင်ပြုလုပ်ဖို့ရည်ရွယ်ချက်တွေကိုဖော်ပြတဲ့အခါမှာဥပမာကိုကအိတ်လေးတစ်အိတ်ကိုဝယ်လာတယ်ငါဒီအိတ်ကိုဘာလုပ်ဖို့အတွက်ဝယ်လာတယ်ငါကိုရဲ့ရည်ရွယ်ချက်ပါတယ်ကွန်ပျူတာထည့်ဖို့အတွက်ဝယ်လာတယ်ဟုတ်ပြီနော်ဒါကငါခီးသွားလို့ရှိရင်လွယ်ဖို့လွယ်လာတယ်ငါကိုရဲ့ရည်ရွယ်ချက်ရှိနဲ့ဝယ်လာရဆိုရင် bad dictionary ဆိုရင် not ni ကပ်ပြရတယ်နောက်ဆိုရင်နော် niနောက်ခွဲမှာပတ်တဲ့တကွာ small leaders small leaders မှာဆိုရင်အခြေအနေ၃မျိုးရှိတယ် bad dictionary ဘန်တိုင်း noun တွေနားလို့bad dictionary small leaders ဆိုလို့ရှိရင်လုပ်ဖို့ရည်ရွယ်ကိစ္စတစ်ခုကိုလုပ်ဖို့ရည်ရွယ်ဆိုလို့ရှိရင် bad dictionary small leaders မလုပ်ဖို့ရည်ရွယ်ဆိုရင်တော့ဘန်တိုင်း small leaders noun ဖြစ်လာဖို့ရည်ရွယ်ဆိုရင်တော့ noun နီနားလေး small leaders bad dictionary small leaders လုပ်ဖို့ရည်ရွယ်တယ်ငါကဒီနေ့အင်ဆိုင်အကုန်ပြီးဖို့ရည်ရွယ်ထားတယ်ဒါမျိုးပြောချင်เนาะ bad dictionary small leadersငါဒီနေ့တော့အပြင်မသွားဖို့ရည်ရွယ်ထားတယ်ဘန်တိုင်း small leadersငါတော့တစ်ချိန်ချိန်မှာဆရာဝန်ကြီးဖြစ်လာဖို့ရည်ရွယ်ထားတယ်ဆရာဝန်ကြီးအီရှာဆိုရင်နော်အီရှာနီနာလူစမိုလီတဲ့ဆရာဝန်ဖြစ်လာဖို့ရည်ရွယ်ထားတယ်ဆိုတော့ Bajisney စမိုလီတဲ့ဆိုရင်လုပ်ဖို့ရည်ရွယ်တယ်ဘန်တိုင်းစမိုလီတဲ့မလုပ်ဖို့ရည်ရွယ်တယ်နောင်နီနောင်လေးစမိုလီတဲ့ဆိုရင်နောင်ဖြစ်လာဖို့ရည်ရွယ်တယ်နောက်တစ်ခု Bajisney ဒီတိုကိုလိုမှာဆိုရင်အချိန်ကြီး၃မျိုးရှိတယ် Bajisney ရဲ့ဘတ်တာရဲ့ဘတ်သေးယူရယ်Bajisney တိုကိုလိုတဲ့ဆိုရင်ဒါလောက်တော့မလို့လောက်တော့မယ်ဆက်ဆဲပေါ့နော်ဘတ်တာတိုကိုလိုတဲ့ဆိုရင်လုံနေတော့လုံနေစေဘတ်သေးယူတိုကိုလိုဆိုရင်လုံပြီးကစားမကြသေးတဲ့အခြေအနေပေါ့ဘာပြောရလဲဆို budget နဲ့တိုကိုရို desk ကကြတော့ကိစ္စတစ်ခုကမလုပ်ရသေးဘူးအခုမှလုံတော့မဲ့ဆက်ဆဲလောက်ခံနေအခြေအနေဆိုရင် budget နဲ့တိုကိုရို desk beta တိုကိုရို desk ကကြတော့လုံcomment နဲ့ဆရာမ budget ဒီမှာမှားနေ budget နဲ့တိုကိုရို desk ကကြတော့မှန်တယ်လုံတော့မလို့လုံနေစေအခြေအနေbeta တိုကိုရို desk ကကြတော့လုံပြီးကစားဒီလိုတော့မှ beta တိုကိုရို desk ကကြတော့လုံပြီးကစားဒီနှစ်ခုနေရာလွဲနေရနော်ပြင်လိုက်ပါဦးဒီမှာမင်းကယူနော်ဘတ်တာတိုကိုရိုဒက်စကကြတော့လုတ်ပြီးကစားသူကကြတော့မကြသေးတဲ့အခြေအနေအခုမှစက္ကန့်ပိုင်းထမင်းစားပြီးကစားအခုမှရေချိုးပြီးကစားအဲ့လိုမျိုးစက္ကန့်ပိုင်းတွင်မကြသေးတဲ့အခြေအနေဆိုလို့ရှိရင်ကြတော့ဟုတ်ပြီနော်စက္ကန့်ပိုင်းတွင်မကြသေးတဲ့အခြေအနေဆိုရင်ဘတ်တာတိုကိုရိုဘတ်တေးယူတိုကိုရိုကကြတော့လုံနေစေဆိုတဲ့အခြေအနေအခုမှလုံနေတော့လက်ရှိအခုမှ M5 လေးလာနေတော့အခုမှcomment နဲ့အခုမှ M4 လေးလာနေစေအဲ့လိုမျိုးအခြေအနေဆိုရင်နော်ဘတ်တေးယူတိုကိုရိုဒက်ရမယ်ထင်ပါတယ်နော်နောက်ခု petitionary နဲ့ noun တော့petitionary noun တော့တဲ့ pattern နှစ်ခုရှိရယ် your thesis နဲ့ termini your thesis ဆိုတာက petitionary your thesis လုပ်ဖို့အစီအစဉ်ဒီ noun တော့ your thesis လုပ်ဖို့အစီအစဉ်ရှိကိစ္စကိုလုပ်ဖို့အစီအစဉ်ရှိရဆိုရင်နော် your thesis small desk ကကြောင့်လုပ်ဖို့ရှိရွယ်တာနော် your thesis ကလုပ်ဖို့အစီအစဉ်ရှိတာမတူဘူးနော်နောက်ကအတွက် budget နဲ့တာမယ်နိနောင်တော့တာမယ်နိဆိုရင်အတွက်ကဘာနဲ့မှန်းရလဲဆိုရင်ခုနကတင်နေဝတရှိတို့အတွက်ဆိုလို့ရှိရင်ယောနီရဲ့နော်နီခုနကလေ budget နဲ့ဆိုရင်နော်နီနောင်ဆိုရင်နီဆိုရဲအတွက်ရဲ့နောက်ကအခုတင်တဲ့တာမယ်နီဆိုရဲအတွက်ဘာကွာလဲဆိုရင်ယောနီဒီသူကကြတော့ကိုယ်တိုင်ဆုံးဖြတ်လို့မရရဲ့ဘက်တခြားသူဆုံးဖြတ်လို့ရရဲ့ဘက်ဟုတ်ပြီနော်ဟုတ်ပြီနော်ကိုယ်တိုင်ဆုံးဖြတ်လို့မရရဲ့ဘက်တွေဆိုရင်ယောနီသူကတာမယ်နီကကြတော့ကိုယ်တိုင်ဆုံးဖြတ်လို့ရရဲ့နောက်တစ်ခုအနာဂတ်အတွက်ရည်ရွယ်ချက်ကြီးကြီးမားမားထားမယ်ဆိုရင်တာမယ်နီဥပမာအနာဂတ်အတွက်
ငါအခုအနာဂတ်မှာအိမ်ဆောက်ဖို့အတွက်ပတ်စံစုနေတယ်ဒါဆိုကိုယ်တိုင်ရည်ရွယ်ချက်အနာဂတ်တွေရည်ရွယ်ချက်ကြီးမှထားတာ ဟုတ်ပြီနော်ဒီယောနီကကြောင့်အဲ့လိုပုံစံမျိုးမှာသုံးလို့မရဘူးကိုယ်ကိုယ်တိုင်ဆုံးဖြတ်လို့မရတဲ့ buff တွေမှာပဲယောနီကိုသုံးလို့ရတယ်တာမယ်နီကအနာဂတ်ရဲ့ရည်ရွယ်ချက်ကြီးကြီးမားကိုယ်တိုင်ဆုံးဖြတ်လို့ရတဲ့ buff တွေမှာဆိုရင်တာမယ်နီအော်နီကတော့သိပါခဏ budget နေဆိုရင်နော်နောင်ဆိုရင်နီကတော့ဘယ်လိုအတွက်မှာသုံးလဲဆိုရင်ငကိုမူလအစတည်းကရည်ရွယ်ချက်ရည်ရွယ်ချက်ဆိုတာတဲ့ဒါကြီးကိုပြုလုပ်တော့မယ်ဆိုပြီးတော့ဟုတ်ပြီနော်ပြုလုပ်ဖို့အတွက်ငကိုရရည်ရွယ်ချက်ရှိတဲ့အခါမှာသုံးတယ်တောက်လည်းမရအဲ့လိုကိုရမယ်ထင်တယ်နော်အဲ့နံပါတ်18ကကြောင့်ဘတ်တာနောင်တော့လိုက်တဲ့ဘတ်တန်နှစ်ခုရှိရဲ့ဘတ်တာတိုလီနီနောင်တော့တိုလီနီဘတ်တာအတိုတဲ့နောင်တော့အတိုတဲ့ဆိုရဲနောင်တော့အတိုရဲဆိုရဲဒါတိုလီနီကကြောင့်အတိုင်းဘာအတိုင်းလဲဆိုရင်ငါလှုပ်တဲ့အတိုင်းလှုပ်လို့ပါငါရေးရဲ့အတိုင်းလိုက်ရေးပါဆရာပြောတဲ့အတိုင်းလိုက်ပြောပါဆိုရဲနောက်ကနေတထေရတဲ့တစ်ထက်ထဲလိုက်လှုပ်ခိုင်းတာဒီတိုလီနီအတိုတဲ့ကကြတော့ပြီးနောက်ဘယ်လိုပြီးနောက်လဲဆိုတော့တစ်ခုပြီးရဲ့နောက်တစ်ခုလောက်တာထမင်းစားပြီးနောက်ရေချိုးရယ်ငါစာဖတ်ပြီးရဲ့နောက်ဖုံးကြည့်ရယ်ဒါမျိုးပေါ့ဟုတ်ပြီနော်တစ်ခုပြီးရဲ့နောက်မှတစ်ခုလောက်တာဒီအတူတယ်ဟုတ်ပြီနော်နောက်ကနေတထေရတဲ့တစ်ထက်ထဲအချောင်အောင်လိုက်လောက်တာဒီလိုက်လောက်ခိုင်းတာဒီတိုးရီနီရှာမယ်ကြည့်နော်โอเคဘာကာလီတက်ကိုတစ်ခါပြန်ပါဘာကာလီတက်မှာဘတ်တာဘာကာလီတက်ဆိုလို့ရှိရင်လုတ်ပြီးကစား तू ကမကြသေးရရောကြာရဲ့အချိန်နဲ့သုံးရ私は今日本に住く日本にဟုတ်ပြီနော်ဆွေတာဘာကာလီတက်ကျွန်တော်ဒီအခုမှဂျပန်ရောက်ခါစားပဲရှိသေးတယ်ဒါပေမဲ့ဂျပန်ရောက်တာအခုမှဆိုတမီးနဲ့2မီးနဲ့မဟုတ်ဘူးလေဂျပန်ရောက်တာတစ်လားလဲဖြစ်ရှင်ပြန်2လလောက်လည်းဖြစ်ရှင်ပြန်ဒါပေမဲ့ဂျပန်ရောက်ခါစားငါအခုမှဂျပန်ရောက်ခါစားရှိသေးတယ်မကြသေးဘူးဆိုတဲ့အခြေအနေအဲ့တော့လားတွေနဲ့ချီကြနေရဆိုရင်ဘာကာလီတက်သုံးရမယ်နော်တိုခိုးလိုတက်သုံးလို့မရအောင်နော်အဲ့ဒါကိုသတိထားပါဟုတ်လားနောင်ဘကာလီတက်ဘတ်တဲဘကာလီတက်ဆိုလို့ရှိရင်ဒါချီးပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ပြောနေခင်ဂဲမှုဘကာလီရှိတဲ့လူဂိမ်းမှုကြီးဂိမ်းကြီးပဲကစားနေတယ်အော်ဟန်တာခဲဒါပဲတဲ့ဘကာလီထမင်းကြီးပဲစားနေတယ်ဟုတ်ပြီနော်အဲ့လိုမျိုးချီးပဲလို့ပြောချင်ကျွန်တော်နောင်နဲ့ဘတ်တဲဖြစ်ပါတယ်နောက်တစ်ခုဟိုးကအေးတက်ဟိုဂါအီတက်စ်မှာနှစ်မျိုးရှိရဘတ်တာဟိုဂါအီတက်စ်နဲ့ဘန်နိုင်ဟိုဂါအီတက်စ်ဟိုဂါအီတက်စ်ကကြောက်တစ်ဖက်လူကိုအကြံဉာဏ်ပေးရင်တော့ဒါလေးလောက်တာကောင်းတယ်ဒါလောက်တာတော့မကောင်းဘူးဒါလေးဝယ်တာကောင်းတယ်ဒါဝယ်တာကြီးကတော့မကောင်းဘူးဆိုရယ်တစ်ဖက်လူကိုအကြံဉာဏ်ပေးခြင်းနဲ့ဆိုရင်ဟိုဂါအီတက်စ်ဘယ်လိုဟိုဂါအီတက်စ်လဲဆိုရင်ဘတ်တာဟိုဂါအီတက်စ်ဆိုရင်လောက်တာကောင်းတယ်နော်ဘန်နိုင်ဟိုဂါအီတက်စ်ဆိုလို့ရှိရင်ကျတော့မလောက်တာကောင်းတယ်ဟုတ်ပြီနော်ဒီစားကိုလောက်တာကောင်းတယ်ဆိုရင်ဘတ်တာဟိုဂါအီတက်စ်မလောက်တာကောင်းတယ်ဆိုရင်ဘန်နိုင်ဟိုဂါအီတက်စ်ရမယ်လို့ထင်ပါတယ်ဒီနောက်တစ်ခုလောက်ခန့်ဆိုရယ်ဟိုးတို့ဒီလောက်ခန့်ခံမှန်းခြေအနေနဲ့သုံးတာပေါ့နော်ဟိုးတို့အော်ဟိုးတို့က M4 မှာ grammar တိတက်အနေနဲ့မပါပေမဲ့တခုတော့ပါရဲ့ဘာဟိုးတို့ဆိုရယ်လေဂျောခန့်ခိခန့်မှာဘာဟိုးတို့နိုင်နေကနိုင်နေဟိုးတို့ဆိုနိုင်နေလေနိုင်နေတလောက်လုံးရင်လုံးတလောက်ဟုတ်ပြီနော်လုံးရင်လုံးတလောက်စားရင်စားတလောက်တွားရင်တွားတလောက်သူကရှေ့နဲ့နောက်နဲ့ buff ကများတော့ဖြင့်တူညီတယ်နင်းစာစ조사ရင်စ조사တလောက်ဂမ်ပါလည်းပါဂမ်ပါတို့ဟိုးတို့စ조사ရင်စ조사တလောက်ဟုတ်ပြီနော်ထားပဲလေးပါထားပဲတို့ဟိုတို့စားရင်စားသလောက်ဆိုရယ်နောက်ကနေရှင်းနဲ့နောက်နဲ့ back to ရဲ့ပုံစံမျိုးမှာသုံးလို့များနော်ဟိုတို့ရဲ့ရှင်းမှလိုက်တဲ့ conjunction က budgetionary EADT နာယတိနောင်ဖြစ်ပါတယ်ဘယ်နော်ဟိုတို့ရဲ့ရှင်းမှလိုက်တဲ့ conjunction တွေက budgetionary EADT နာယတိနောင်တွေဖြစ်ပါတယ်အခါကိစ္စတစ်ခုခုကိုလို့ပြောခဲ့ဆိုပြီးပြောချင်ဆိုရင် but plain to it they must stop လို့အစဉ်ပြောပြလို့ရမလားဆိုရင် plain to စတာရဲ့တဲ့ data ခဲမှာဆန်ကဘယ်နော် plain to it they must stop လို့ပြောခဲ့အစဉ်ပြောခဲ့တာ plain to စတာရဲ့တဲ့ data ခဲမှာဆန်ကလို့အစဉ်ပြောပြလို့ရမလားဆိုပြီးအကူအညီတောင်းတဲ့နေရာမှာသုံးတယ်ဒါနားလည်မယ်ထင်ပါနော်ကိစ္စတစ်ခုလုံးမယ်လို့တွေးထားရဲဆိုရင် ecoke to omoteimas ငါဒီနေ့ဘာလုံးမယ်လို့တွေးထားရဲငါဒီနေ့ဘယ်သွားမယ်လို့တွေးထားရဲငါဒီနေ့ဘာစားမယ်လို့တွေးထားရဲကိစ္စတစ်ခုကိုစားမယ်လုံးမယ်လို့တွေးထားရဲဆိုရင်နော် ecoke to omoteimas လုံးရင်ကောင်းမလားဆိုစဉ်းစားနေတဲ့အချိန်ဆိုရင်နော်ဘတ်တာလာ eat desk ငါဒီနေ့တွားရင်ကောင်းမလားငါစားရင်ကောင်းမလားငါအိတ်လိုက်ရင်ကောင်းမလားစားကြရင်ကောင်းမလားဆိုပြီးစဉ်းစားနေမယ်ဆိုရင်တော့ဘတ်တာလာ eat desk ဝါကာဝမာဆန်လူတိုင်းသိပါတယ်ဒီပေမဲ့ဒီသူရှေ့ရကိစ္စကလုပ်ပေမဲ့နောက်ကကိစ္စကမလုပ်ဘူးရှေ့ရကိစ္စကောင်းရင်နောက်ကကိစ္စကမကောင်းဘူးဆိုတဲ့ပုံစံမျိုးပေါ့ဝါကာဝမာဆန်โอเคအဲ့ဆိုရင်ဒီမှာဒီဆိုရင် M4 level အားလုံးပြီးသွားပြီလို့ထင်ပါတယ်။ဘာလို့ရှိဒီဗီဒီယိုသုံးပုဒ်ကိုထပ်ခါကြည့်ခြင်းအပြင်皆さんတို့ဒီ M4 level grammar ကိုတေးချာကျွမ်းကျင်ခြင်းပမာဏနဲ့ရမယ်လို့ထင်ပါတယ်။ဒါပေမဲ့ level တွေကိုတော့ကိုယ်ပိုင်ကိုတိဆောက်ကြည့်ပါဒါမှသာလျှင် grammar ကိုပိုပိုင်နိုင်မှာပါနော်။じゃあ、そういうの私の家で、フォーレベルレベルシビナリコ、ティマベソンダレパラメ、なせん、
GNPT ရှိကန်နိကောကောကိုရှိမှရောနိ GMG စာမှုပဲအောင်ကြပါစေ။자 마다 오가니 아이마쇼 바이바이